အဆူဆွဲဂိမ်းလေးကိုဆော့တက်မှာချပါတယ်။ဒါဆိုတော့ပါဇက်ရင်းနေရပဲချပါတယ်။ရလေးလာလို့ပါ။ဒါလေးတောင်းကြမ်းပါတယ်။ဒါလေးလောက်လိုက်ပါတယ်။ဒီတော့ဒီဟာလေးကမှထားတဲ့ဟာလေးကိုရွေးရတယ်။ဒီလာလို့အဲ့ဒါလေးလောက်တယ်ပေါ့နော်။ရစပင်ထုံးလေးကိုနေကြည့်ပါတယ်။ဒါမဟုတ်ဘူးနော်။ဒါလို့ဒါလေးကိုစပင်းလေးကြောင်းလိုက်တယ်။ဘာလို့စပင်းလေးကြောင်းလိုက်ပြီးတော့ဒီနောက်ထုတ်လေးကြောင်းပါမယ်။ထုတ်ပါနော်။အရှိဘာလေးအမ်ဒီကြည့်လိုက်အောင်မယ်။အော်ဆောင်းနေလို့ဗီဒီယိုရိုက်ထားတယ်။ဗီဒီယိုရိုက်မှာတော့ဒီမှာလေ။နော်အဲ့ဒီအသက်လေးလည်းရောက်နေပါပြီပြီးတော့လည်းလေရင်အင်းကြီးလေးလည်းရောက်နေပါတယ်နော်ချင်းကြီးလေးလည်းရောက်နေပါတယ်ရှင်ချင်းနေရဆိုတော့လိုက်တက်ပြီးလို့လည်းရပါတယ်ရှင်ဒါဆိုတော့ဟိုမှာဒီမမင်းနေလို့ဘောနော်ရှေးဦးထုတ်တယ်လည်းတိတ်ထွက်ထားပါတော့အဲ့ဒါလေးရယ်ပြီးတော့ဒါလေးရလည်းအသက်ထွက်ထားတာပါဒါလေးရရောအသက်ထွက်ထားတာပေါ့တက်ထွက်ထားတဲ့ဟာလည်းညာပါနော်ခုကတော့မင်္ဂလာဆိုင်နေလေးကြောင်းလိုက်မှာပါနော်မင်္ဂလာဆောင်အေးလေးရှာမယ်။အော်ဟွာပါပွဲတက်ဖို့အတွက်ငါ့ကိုထိတ်တာပဲ။ငါဘလို့ပြရမှာလဲဒီရောက်ဒီနေ့။ဟုတ်ပါတော့လက်တော့ပဲစတုံးနေ။ငါကနော်လိုက်ရှာလက်တော့လေးပဲစတုံးမယ်။ဒီတော့ကတော့မိုက်တယ်ကပါ။တော်တော်လေးမိုက်တယ်ကဲတော့ရတယ်မိုက်တယ်။ကောင်းလေးဆိုတော့အရင်လာပါရှင်။ငါတငယ်ချင်းစီသွားလိုက်အောင်မ။တငယ်ချင်းစီသွားလိုက်အောင်။ဘာလို့လဲ။ဘာလို့လဲဖြစ်တယ်ဆိုတော့လည်းငါ့ကိုဖုန်းဆက်ထားတယ်။ငါ့စပူထိုင်လို့ပြောတာမှမှားလို့ပါ။ငါ့စပူထိုင်တယ်။ခုပစ္စည်းတောင်းလာတယ်။ယူကီ။ဝလာခင်နော်အေးဝလာ။ဘာလို့ညာလဲ။ပစ္စည်းတောင်းညာလေးမမြင်ကတန်းနေ။ကဲမှာပဲနေပါလေအမဆန်နော်မဆန်နော်ယူကီတို့ကဒါလေးပဲလုပ်လိုက်ပါတယ်မှားမလို့ပါယူကီလို့ပြောလိုက်တာမှားမလို့ပါပင်ကြည့်ပါပြောလာရကိစ္စပြောဒါကိစ္စပြောအေးနေပွဲတက်ကိစ္စငါ့ကိုပြောတာဟုတ်တယ်လေဘာဖြစ်လို့လဲအဲ့ဒါနင်းကို train ပေးဖို့လားအော်အေး train မဆန်နော်မာကြည့်ပါဒါလေးပုံကြည့်ပါလေသွားမယ်ဒါဆိုတော့အစမ်းဝတ်တာပါဒါသွားမယ်ဒီကနေပဲသွားကြမယ်နိအေးသွားမယ်လေဒါသွားမယ်လည်းကြောင်းရင်သွားမယ်ဆိုအမဆန်နော်ဝင်းနေပါပြီအချိန်9မိနစ်လောက်တော့ကြာနေပါနော်အားကြောင့်လို့ဆောင်းမယ်နော်အိမ်ထဲရောက်ပြီခဏနေပါနော်လူထုံးအဲ့ဒါကြည့်ဟေးမှာဘာတိကျမှရှိလဲအေးမရှိဘူးလားအော်ဟုတ်လားအဲ့ဆိုင်ကဒီချင်းထုံးလေခုပဲအဲ့ထိုးပြီးပြီဆိုတော့နေငါနဲ့ဒီကုတင်မလိုက်ဘူးငါသိစင်းမိတလားငါသိစင်းနဲ့မြန်မာလေဒီစက်ပဲမသိစရာသေးတာဒီတိလားရရစင်ကတာကျင်မထိုင်လားအေးထိုင်တော်လေးမရီဆိုတော့နောက်မှပြန်လာဝင်အေးဒီဘက်ကဆင်းလာနေတာနေအဲ့ဒါအဲ့မတိုက်တော့မနော်ဒီတော့အိတ်ချင်လာပြီဟာလဲနေနေအဲ့တော့မငါလက်ခါတော့ငါလည်းရလေးပါလေးဝချုံ
ကောင်းမလေးနိုးလာတော့ခါဒီချိုးရတဲ့ရေချိုးဘူးလို့ထင်တယ်ရေချိုးတယ်လို့မထင်ဘူးရေချိုးဘူးလို့ထင်တယ်ငါလေတလားဟဲ့ငါလေတလားရေချိုးရ10ရက်ရှိပြီကိုယ်တနေ့6ခေါက်တော့ချိုးရသေးတယ်10နှစ်လောက်ရှိပြီခုရေချိုးမတက်လားဟုတ်လားငါရေချိုးအောင်မငါမနဲ့ချန်လဲချိုးရပါတယ်သိလားဒီငါမနဲ့ချန်ချိုးရတယ်လေအဲ့ဒါငါမေကြော်ရမချိုးနဲ့တော့ဆိုလို့ငါချိုးလိုက်တော့ဟာမသိပါဘူးဆိုလေငါလည်းချိုးရပြီဆိုတော့ငါမချိုးရသေးဘူးချိုးရသေးဘူးရေချိုးပြီးတော့ခါရေချိုးနေဆိုနေတော့တလားငါရေချိုးပြီးပြီဟုတ်လားဒီအားစရနေပါနဲ့လေအဖမလိုက်ပါငါဝလာရှာရဟဲ့ဟုတ်လားဒါလေးဝလိုက်မယ်ဟိုလာလေးတင်လိုက်ပါမယ်ဒီနေ့ကပြန်ရတာပို့လိုက်တယ်ဟုတ်ကဲ့ sorry ပဲရှောင်းမနေတော့လားဟောကြနေတော့ပါခင်ဒီခေါင်းကလည်းမလာဘူးအနည်းလေးပဲဆက်လိုက်တော့ဒါဖြစ်နေတယ်ငမိုးကလည်းရွာနေဟာရနေငါအိတ်တော်မယ်ဆိုတော့ကမလေးရေချိုးကမလေးငါရေချိုးရစလားမနေ့ကနေ့တမ်းပါမှာဆိုတော့ရုံးဆောင်ဒီနေ့တမ်းပါမှာဟာငါမေးနေဟိုမနေ့ဆက်စစ်ရရှိတယ်ဆိုတော့ပါလိုက်ရတယ်